ချစ်ရှားပေးနေတဲ့ပြည်သားလုံးမင်္ဂလာပါ2025ဒီဇင်ဘာလ18ရက်နေ့ဗုဒ္ဓနေ့တနေ့တာလက်တွေရကတောင်ရက်စန်းတရရကနောက်ရက်ရံပေါ်ရကမြောက်ရက်ဖြစ်ပါတယ်မူလဆန်းရှင်တဲ့ခက်ကအနုရာဒလက်ခက်ဖြစ်ပါတယ်တနေ့ကလေးကျိုးဓနုရာသီမှာတည်ရှိတယ်တနေ့လာကျိုးတူရာသီမှာတည်တယ်အင်္ဂါကျိုးဓနုရာသီမှာတည်တယ်ဗုဒ္ဓကျိုးပြိဿာရာသီမှာတည်ရှိတယ်ဇာတာပတိကျိုးမေတော်ရာသီမှာနောက်ပြန်သွားပြီးတည်ရှိတယ်တောက်ကြကျိုးကတော့ပြိဿာရာသီမှာဆက်လက်တည်ရှိနေတယ်စနေကျိုးကမေရာသီမှာတည်တယ်ရာဟုကျိုးကကိုရာသီမှာတည်ရှိပြီးတော့ကိတ်ကျိုးကသင်ရာသီမှာတည်ရှိပါတယ်မေတ္တာရာသီဘွားတွေမှာစိတ်ကူးကောင်းတွေကြံကြံသစ်တွေပေါ်နေတယ်ပေါ်လာတဲ့စိတ်ကူးတွေကိုလက်တွေ့သုံးချပါရက်တန်တဲ့တို့တွေပြန်လဲစတင်ပါပိဿရာသီဘွားတွေအတွက်ငွေကြေးကံကောင်းမယ်လုပ်ငန်းကံကောင်းမယ်ဘဝကံကောင်းမယ်ခက်ခဲတွေဖြစ်ရှင်းအောင်မြင်မယ်ကောင်းသောနေ့တစ်ခုဖြစ်ပါတယ်မေတ္တာရာသီဘွားတွေအတွက်ပြောင်းလဲမှုနဲ့တိုးတက်မှုကိုဖန်တီးနိုင်တယ်အခက်အခဲဖြစ်ရှင်းနိုင်တယ်ရန်တိုက်ခါအလုံးကိုကျော်လာပြီးလိုရာပြည့်စုံတယ်ကရကရာသီဘွားတွေမှာရှင်ပြန်မှုမှန်သမျှအောင်မြင်မယ်ဘဝရည်မှန်းချက်နဲ့ဒုလာချက်တွေကိုစနစ်တကျရှေ့တိုးလို့၍ကောင်းသောကျိုးကျေးဇူးကိုရရှိမယ်သင်္ယာသီဘွားတွေအတွက်အရာရာစီပြေခြင်းကံကောင်းခြင်းအလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုကြုံမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ခြင်းရဲ့ကျိုးကျေးဇူးကိုရမယ်ကံရာသီဘွားတွေမှာလူမျိုးပဲအကျိုးပေးမယ်အရာဝင်းနဲ့ဆက်ဆက်လုပ်ခြင်းကိုအောင်မြင်မယ်ခရီးကံကောင်းမယ်အပြိုင်ဆိုင်ကြားမှာတိုးတက်မယ်တူရာသီဘွားတွေအတွက်ဝေခြင်းကံကောင်းခြင်းလက်ဝေခြင်းလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းနဲ့အလိုဆန္ဒရှိသည့်တို့ကိုစနစ်တကျအောင်မြင်လုပ်ကိုင်နိုင်တဲ့နေ့တစ်ခုဖြစ်တဲ့ပြိဿရာသီဘွားတွေမှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်ဝေခြင်းကံကောင်းမယ်အလုံစီးပွားဘဝတိုးတက်မယ်ဓနုရာသီဘွားတွေမှာစိတ်အနှောင့်အယှက်နေငယ်ရှိမယ်စီစဉ်ထားတဲ့ကိစ္စလေးတွေနှောင့်နှေးပြီးမှဆင်ပြေမယ်လွယ်တကူရခြင်းမရှိဘူးမကာရရာသီဘွားတွေမှာရေးပါတဲ့ဆုံးဖြတ်ချက်ချရမယ်ဒီနေ့တည်းမှာစတင်လိုက်တဲ့ကိစ္စမှန်သမျှအနာဂတ်ကောင်းတယ်ကိုလုံးသမျှလည်းဆင်ပြေမယ်ကုန်ရာသီဘွားတွေအတွက်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်ရည်မှန်းချက်အောင်မြင်မယ်စုပေါင်းလုပ်ငန်းကျိုးပေးမယ်ဘဝတိုးတက်မယ်မေရာသီဘွားတွေမှာရံများမယ်တိုက်ခံများမယ်စိတ်နှောင့်ယှက်များမယ်တပားသူကြောင့်ကိုယ်ရည်ချက်တွေနှောင့်နှေးခြင်းကတိကောင်းဖြစ်ခြင်းစိတ်ပင်ပန်းခြင်းတွေကြုံတွေ့ရတတ်တယ်တနေ့တာကာလတော်တွေမှာအ내ရောင်အပြာရစ်ရောင်နှက်ပြအောင်တို့ကိုသုံးဆွဲပြီးလိုရှိရကိစ္စများဆောင်ရွက်ပါသွားလာစဉ်လမ်းမှာတွေ့တဲ့အလူကံပုဂ္ဂိုလ်တို့ကိုအလူဒါနပြုလိုက်ပါကောင်းသောကံတွေရလာပါမယ်ကျေးဇူးတင်ပါတယ်